လောကမှာလူတွေမမြင်ရတဲ့အမောင်တူထဲမှာဘာတွေရှိနေလဲဆိုတာကျွန်တော်တို့တကယ်ပဲသိကြရလားအလင်းအောင်ပြောက်ွယ်တဲ့ညတွေမှာခမည်းတော်ကြားနေရတဲ့အတန်တွေကတကယ်ပဲလေးတိုက်တန်တွေဟုတ်ပါရဲ့လားဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့အထက်အညာကတာနယ်ရဲ့အစွန်အဖျားအောက်လန်းပညာနဲ့စုံးကဝေအတက်တွေကြီးစိုးရာမဟူရတောရွာကကောင်လေးတစ်ယောက်ရဲ့အကြောင်းပါသူကမွေးဖွားကလေးကလူတွေရဲ့ဝိုင်းဖယ်ခြင်းကိုခံရပြီးတော့နွားတင်းကုတ်ထဲမှာတရေထဆွေတွေရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရတဲ့တနာစရာကောင်လေးတစ်ယောက်ပေါ့ဒါပေမဲ့လောကကြီးကိုအမောင်တို့နဲ့ဝါးမြို့မဲ့အနှစ်တစ်ထောင်ကဝေမိစ္ဆာကြီးနိုးထလာတဲ့အချိန်အဲ့ဒီအနေခံကောင်လေးဟာပရာလောကတစ်ခုလုံးကိုတုံလှုပ်သွားစေမဲ့ပြိုင်စံရှားမဟူရာဝိဆာဧကရစ်အဖြစ်ဘလို့ထိုးထွက်လာမလဲဟာတာအချစ်အလွမ်းရသစုံလင်ပြီးတော့အောက်လန်းပညာရက်တွေရဲ့လှုပ်ဝက်ချက်တွေပြည့်နှက်နေတဲ့မဟူရာကဝေနဲ့ပြိုင်စံရှားဝိဆာဧကရစ်ဆိုတဲ့ဇလန်းအရှိကြီးကိုအခုပဲနားဆင်ပေးကြပါအောင်ခမလောကကြီးမှာအလင်းရှိရင်အမောင်ဆိုတာကလည်းဒွန်တွဲနေတာစမြဲပါပဲဒါပေမဲ့တချို့နေရာတွေမှာတော့အလင်းရောင်ထက်အမောင်တို့ကပိုပြီးတော့ကြီးစိုးနေတတ်ပါတယ်အထက်အညာကတာနယ်ရဲ့အစွန်အဖျားတစ်တောနဲ့ကြီးကိုဝန်းရံထားတဲ့မဟူရာတောရွာဆိုတာကအဲ့လိုနေရာမျိုးပေါ့နေဘက်ဆိုတိတ်ဆိတ်နေတတ်ပြီးတော့ညဘက်ရောက်ပြီဆိုရင်တော့အောင်လန်းပညာတွေစုံးကုတ်ရဲ့အတက်တွေနဲ့ခြောက်ချားစရာကောင်းလုံးနဲ့ရွာပြကြီးတစ်ခုလိုပါပဲဒီရွာရဲ့တင်းချိုင်းဆက်နားမှာနေတဲ့မုတ်ဆိုးကြီးဦးဖိုးစောစီမာကတားတယောက်ရှိတယ်အဲ့ဒီကောင်လေးရဲ့နာမည်ကအောင်လန်းနဲ့အောင်လန်းကိုမွေးတဲ့အညာကတာမန်ညမျိုးမဟုတ်ခဲ့ပါဘူးလက်ွယ်ညာကြီးမှာကောင်းကင်ရံကနေပြီးတော့သွေးလိုညီရဲနေတဲ့ကျဲတကွန်ကြီးတစ်ခုကဖြတ်သွားခဲ့အောင်လန်းကိုမွေးပြီးတာနဲ့အမေဖြစ်သူကသွေးလွန်ပြီးတော့ဆုံးသွားရှာတယ်ပူပြီးတော့ထူးဆန်းတာကကလေးကဥဝဲဆိုပြီးမငိုပဲနဲ့တောနဲ့ကြီးတဲ့ကရေခွေးတစ်ခေါင်လိုမျိုးရှည်ရှည်ကြီးကိုဥလိုက်တာပါပဲရွာဦးကျောင်းကဆရာတော်ကြီးတော်မှာတရားထိုင်နေရင်းနဲ့လက်နိုးသွားတဲ့အကြည့်ပဲပေါ့အဆိုးဆုံးကတော့အောင်လန်းရဲ့ညာဘက်မျက်လုံးပဲအဲ့ဒီမျက်လုံးကတာမန်မဟုတ်ပဲနဲ့တငယ်အိမ်နှစ်ခုထပ်နေတဲ့ကဝေမျက်လုံးဖြစ်နေတယ်ကြွားကလူတွေနဲ့အောက်လန်းဆရာတွေကအဲ့ဒီကလေးကရွာကိုဖျက်မဲ့ကောင်းဆိုပြီးတော့ဝိုင်းပယ်ကြတော့တာပေါ့အဖေလှုပ်သူကတော့မရတရားတဲ့နာကြီးချက်နဲ့အောင်လန့်ကိုသားတယောက်လိုမဆက်ဆံခဲ့ဘူးရွာပြင်ကနွားတင်းကုန်းစုပ်ထဲမှာပစ်ထားပြီးတော့ခွေးတစ်ကောင်လိုပဲကျွေးမွေးခဲ့တယ်လူတွေကသူ့ကိုမုန်းကြပဲမဲ့နာနာဘာဝတွေကတော့သူ့ကိုချက်ကြတယ်ဗျညဘက်နင်းနေကြလာရင်ခေါင်းပြက်တရေမကနွားတင်းကုန်းပေါ်ကနေဆင်းလာပြီးတော့သူ့ကိုတန်းရှာပေးတတ်တယ်လို့ရွာကွင်းလေတဲကဖုတ်ကောင်ကြီးကလည်းအောင်လန်အိပ်ပြုံအောင်ပကတ်လာလွှဲပေးတတ်တယ်သူကလူသားတွေရဲ့မြစ်တာကိုမရခဲ့ပေမဲ့တရေတစီတွေနဲ့ဂျင်ခွင်ထဲမှာကြီးပြင်းလာခဲ့ရတဲ့တနာစရာကောင်လေးတစ်ယောက်ပေါ့ဗျာ